Kayuna mudita nekubo ediga thabiro homa phitတဲ့အတွက်ကြောင့်မလို့ mudita ဆိုတဲ့စကားလုံးကိုအသုံးပြုပါမယ် mudita ဆိုတဲ့စကားလုံးကိုနားလည်အောင်လုပ်တဲ့နေရာမှာ piti ဆိုတဲ့စကားလုံးကိုပြန်ပြီးတော့စဉ်းစားစေချင်တယ် piti ဖြစ်တယ်ကလေးတွေစမ်းပွဲအောင်လို့ piti ဖြစ်တယ်မချမ်းမာတာနေပြီးတော့လူတယောက်မချမ်းမာတာနေပြီးတော့ပြန်ချမ်းမာလို့ piti ဖြစ်တယ်လက်ဆောင်ရလို့ piti ဖြစ်တယ်ကိုကိုလာပြီးတော့လူတယောက်ကချင်းမွန်းလို့ piti ဖြစ်တယ်ကိုလှုပ်ချင်တာလှုပ်ရလို့ piti ဖြစ်တယ်ကိုဖြစ်စေချင်တဲ့ဟာဖြစ်သွားလို့ piti ဖြစ်တယ်ဒါနေ့စဉ်ဘဝမှာဖြစ်နေတဲ့ piti ဒီ piti ဟာ piti ဆိုတဲ့အရာ piti ဆိုတဲ့စိတ်ခံစားမှုဟာအမှန်အရေးကြီးတယ် piti မပါဘူးဆိုရင်တရားမရနိုင်ဘူးမဲ့တရားဖို့တရားမရနိုင်တရားထိုင်ပြီးတော့စိတ်ထဲမှာစိတ်ချမ်းသာမှု piti မဖြစ်ဘူးဆိုရင်တရားမရနိုင်ဘူးဘုဇင်ခုနှစ်ပါးထဲမှာ piti တန်ဖိုးစဉ်ဆိုတာမပါအောင်လားပြည့်တယ် piti တန်ဖိုးစဉ်မပါဘဲနဲ့မဲ့တရားဖို့တရားမရနိုင်ဘူးအဲ့ဒီဘုဇင်ခုနှစ်ပါးထဲမှာ piti တန်ဖိုးစဉ်တို့ပတ္တိတန်ဖိုးစဉ်တို့ဥပိ္ပခာတန်ဖိုးစဉ်တို့ဆိုတာမိမိရဲ့စိတ်ခံစားမှုဆိုတဲ့ emotion ကိုတန့်ရှင်းအောင်ကြည်လင်အောင်လှုပ်လိုက်လို့မဲ့တရားဖို့တရားရသွားတဲ့ပုဂ္ဂိုလ်အင်္ဂလိပ်လို emotional purification ကိုဖို့ရဆိုချင်တယ် emotional purification emotion ကို purify လုပ်ရတယ်တန့်စင်ရတယ်စိတ်တကြတဲ့လူတွေတို့ကစိတ်ကပျော်ရွှင်လိုက်စိတ်ကတော့မိုးကျင်လိုက်ရည်ကျင်လိုက်အဲ့ဒီလိုဖြစ်တတ်တယ်အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုစိတ်ကရေးလိုပဲတော့ကြည်လိုက်နောက်လိုက်ဒါ purify လုပ်ဖို့လိုနေတာတန့်စင်အောင်လုပ်ဖို့လိုနေတာဒါကြောင့်ရေတန့်ဆိုပြီးတော့တန့်ထားတဲ့တန့်စင်ထားတဲ့ရေကိုရေတန့်လို့ခေါ်တာဒီတိုင်းမှာပဲမိမိရဲ့စိတ်ခံစားမှုကိုလည်းပဲတန့်စင်ဖို့လိုအပ်ပါတယ်အဲ့ဒီတန့်စင်တဲ့နည်းကိုဘုရားတရားတော်ထဲမှာပြမစုတရားလို့ခေါ်ပါတယ်ဘာလို့ခေါ်တော့ပြမစုတရားလို့ခေါ်တယ်မုဒိတာဖြစ်တဲ့ပီတိဖြစ်တယ်ဆိုတာအတင်းဖြစ်ခိုင်းလို့မရဘူးအတင်းခံစားခိုင်းလို့မရဘူးပီတိဖြစ်ရမယ်ဆိုပြီးတော့ရှေ့မှာပန်းလာလေးတွေလာပြီးတော့ချတာစိတ်ညစ်နေတဲ့လူကဘယ်လို့မှပီတိမဖြစ်နိုင်ဘူးနမအရာကကောင်းလာတယ်စားပွဲတောက်ပွဲတွေကိုလာပြီးတော့ကြွေးစိတ်ထဲမှာသူများကိုအမြဲတမ်းပဲအဖြစ်မြင်နေတဲ့ပုဂ္ဂိုလ်ကဘလောက်ပဲကောင်းအောင်ချက်တာဒီဟင်းကနံကြိုင်လေးလိုနေတယ်ဒီဟင်းကခန်းကြီးလေးလိုနေတယ်အဲ့လိုစိတ်တွေမြင်တတ်တယ်အဲ့လိုအတွေးတွေပေါ်တတ်တယ်သူအလိုလိုပေါ်လာတာ automatic thoughts လို့ခေါ်အလိုလိုပေါ်လာအဲ့ဒီအလိုလိုပေါ်လာတဲ့အတွေး automatic thoughts တွေဟာဒီ PT ရဲ့အဓိကအကြံစုပဲအမှန်တမ်းလှပတဲ့ပန်းရဲ့ရှေ့မှာထိုင်နေတယ်2မိနစ်3မိနစ်ပဲဒီပန်းရဲ့အရာသာခံစားနေပြီးတော့စိတ်ကတခြားကိုရောက်သွားတယ်ဒီပန်းကိုအကြာကြီးခံစားနိုင်တဲ့စွမ်းရည်စိတ်ထဲမှာမရှိဘူးဟိုအနောက်တိုင်းမှာမကြဟောတယ်တရားမကြပေးတဲ့ဥပမာကိုတွေ့ပါဘုဂဝဒါနမှန်တဲ့ပါဠိတိုက်သို့မှာစာသင်သားဘဝနဲ့နေတော့နေ့တိုင်းမနေ့ဆွမ်းစွန်းနာနေပဲ red bin ကိုစွန်းနာနေပဲအဲ့ဟာဖုံးဟင်းတမဲတဲ့ကိုနှစ်ရက်စားမယ်ဆိုရင်လူတော်များကဒါမှုခင်ကျွန်းလို့မိတဲ့အတိုင်းပဲမလို့ရအောင်ဟင်းတမဲတဲ့ကိုနှစ်ရက်မချက်အောင်နှစ်ရက်စတဲ့ချက်တယ်ဆိုတာချက်တယ်ဆိုရင်ဒါရှင်းနေငါ is criminal လောကလုံးကဒီလိုယူဆတာဟင်းရတာဘာမှမပြောင်းလဲသေးဘူးအဲ့ဒီဟင်းကိုခံစားနေတဲ့စိတ်ကပြောင်းသွားမခံစားနိုင်ဘူးအဲ့ဒါကို boredom လို့ခေါ်တယ်အင်္ဂလိပ်လို boredom ဟုတ်ဒီစားကောက်ကိုစားစိတ်လေလွင့်မှုအဲ့ဒီစိတ်လေလွင့်မှုဟာအလိုအလျောက်အတွေး automatic thought ကိုအမြဲတမ်းဖြစ်စေတရားထိုင်တဲ့အခါမှာပို့ပြီးတော့တည်တယ်တရားထိုင်
ဝင်လေထွက်လေကြည့်နေစိတ်ကဒီကဘာလုံးကိုရောက်နေအဲ့လိုရောက်အဲ့ဒီလိုဖြစ်နေဆိုရင် emotional health စိတ်ခံစားမှုကျန်းမာရေးအခြေအနေမကောင်းဘူးအဲဒါကြောင့်မို့လို့မိမိစိတ်ခံစားမှုကျန်းမာရေးကူးဆိုင်ဖို့အတွက်အဲ့ဒီ automatic thought အလိုအလျောက်သူ့ဟာသူဖြစ်ပေါ်လာတဲ့အတွေးတွေဟိုသွားဒီသွားရှောက်သွားနေတဲ့အတွေးတွေအဲ့ဒီအတွေးတွေကိုတနည်းမဟုတ်တနည်း manage လုပ်ပါ